မင်္ဂလာပါကျွန်တော်ကတော့ဥတူရာကျော်ပါ Early Childhood Educator ပါကလေးတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးဟာမိဘအုပ်ထိန်းမှုပုံစံပေါ်အများကြီးမူတည်နေသလိုမိဘရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အမျှော်မြင်ကြီးမှုကလည်းကလေးတစ်ယောက်ရဲ့ဘဝကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်အဲဒါကြောင့်မို့ကိုကဘယ်လိုမိဘအမျိုးအစားတွေမှာပါလဲဆိုတဲ့ဟာကိုစမ်းစစ်ကြည့်နိုင်အောင်မိဘ၄မျိုးတွေကနောက်ဆုံးတစ်မျိုးကိုပြောပြချင်ပါတယ်တီဟာနဲ့စန္ဒာတို့ရဲ့ဖေဖေမေမေတွေဟာသူတို့ရဲ့အလောက်ကိုင်းနေရာဌာနအသီးသီးမှာလေးစားခံရပြီးတော့ကြော်ကြားတဲ့ပညာရှင်တွေဖြစ်ကြပါတယ်။နာမည်ကြော်ကြားသလားကိုအလောက်များတဲ့အတွက်အိမ်ရဲ့ကိစ္စမှန်သမျှကိုယုံကြည်စိတ်ချရတဲ့အိမ်တော်ထိန်းကပဲစီမံရပါတယ်။တီဟာတို့မောင်နှမကိုငယ်စဉ်တည်းကထိန်းချောင်းလာတဲ့အတွက်တီဟာတို့တွေဟာအိမ်တော်ထိန်းကိုအဖေအမေအရင်ထက်ချစ်ခင်နေကြတာမဆန်းပါဘူး။တကယ်တမ်းမှာတီဟာတို့မိဘတွေကအလုပ်ကိုအာယုံစိုက်အချိန်ပေးရတာများတာကြောင့်အိမ်မှာကလေးတွေနဲ့ညစာအတူစားဖို့တောင်အချိန်မပြန်နိုင်ကြပါဘူးမိဘတွေရဲ့အပန်းပြေခြင်းဆိုတာကလည်းသူတို့ဝါသနာပါတာတွေကိုလှုပ်ပြီးတော့အချိန်ဖြုံးရတာကိုသားသမီးတွေနဲ့အတူတူနေပြီးအချိန်ဖြုံးရတာထက်ပိုပြီးတော့နှစ်သက်ပုံပေါ်ပါတယ်တစ်နှစ်တစ်ခါမိသားစုအတူတကွခရီးထွက်ခွင့်ရတဲ့ရှားရှားပါပါနှစ်သက်ကိုယုံပိတ်ရလေးတွေတောင်ခုဆိုရင်တီဟာနဲ့စန္ဒာတို့ရဲ့ကြောင်းခရီးတွေနဲ့တိုက်နေလို့မထွက်ပြတဲ့နှစ်တွေတောင်တော်တော်များလာပါပြီတီဟာနဲ့စန္ဒာတို့အနေနဲ့အနားမှာမိဘတွေမရှိဘဲနေရတာတော့အတော်အကျင့်ရနေပါပြီသူတို့နှစ်ယောက်လုံးကသူတို့ရဲ့ရွယ်သူအုပ်စုပတ်ဝန်းကျင်လေးတွေကိုယ်စီရှိနေကြပါပြီအားလက်ချိန်မှာရွယ်သူတငယ်ချင်းတွေနဲ့ရှောက်လဲတာတို့ရုပ်ရှင်ကြည့်တာတို့လှုပ်တက်နေကြပါပြီမိဘတွေအနေနဲ့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပူပန်မှုမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကငွေရှိရင်အကောင်းဆုံးပညာရေးကိုရနိုင်တယ်ဝယ်ယူနိုင်တယ်လို့ခံယူထားကြလို့ပါပဲဥစ္စာဒနာကိုအဓိကထားတဲ့မိဘတွေဟာသူတို့ရဲ့ပြက်ကွက်မှုအတွက်မုတ်ဘိုးကိုအစမတန်ပေးတာတို့နောက်ဆုံးပေါ်အသုံးဆောင်တွေအဝတ်စားတွေဝယ်ပေးတာတို့နဲ့အစားထိုးဖြည့်ရှင်းကြပါတယ်ကလေးနှစ်ယောက်ရဲ့အခြေအနေကိုကဲခန့်စောင့်ကြည့်တာမျိုးကလေးတွေဘလို့ခံစားနေတယ်မျိုးဘလို့အချိန်မှာနောက်ဆုံးအိမ်ပြန်ရမယ်ဘလို့တော့လုပ်ရမယ်ဆိုတဲ့စီကံသတ်မှတ်ထားတာမျိုးတွေလည်းမရှိပါဘူးအရန်အလိုလိုက်ပြီးတော့လိုချင်တာဝယ်ပေးတဲ့မိဘတွေရတာကံကောင်းတယ်ဆိုပြီးတော့တငယ်ချင်းတွေကတော့အားကြကြပါတယ်ဒါပေမဲ့စန္ဒာနဲ့တီဟာတို့မောင်နှမတွေယောက်ကတော့တငယ်ချင်းတွေရဲ့မိဘတွေကသူတို့သားသမီးတွေပေါ်မှာစိတ်ပူပန်နေတာတွေညဘက်နောက်ကျရင်ဖုံးဆက်ပြီးတော့ပြန်လာခိုင်းတာတွေကိုအားကြတောင့်တနေကြပါတယ်တခါတလေနှွေးထွေးတဲ့မိသားစုတွေကိုမြင်ရင်သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာအထီးကျန်မှုတွေအားငယ်မှုတွေဖြစ်ပေါ်လာပါတယ်ခုပေါ်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့လူဖွဲ့စည်းမှာမြင်နေရတဲ့မိဘပုံစံ၄မျိုးဖြစ်ပါတယ်မိဘတွေအနေနဲ့ကိုဘယ်လိုမိဘမျိုးစားထဲမှာပါတယ်ကိုသားသမီးတွေအနေနဲ့ဘယ်လိုစိတ်ခံစားချက်တွေဖြစ်နေတယ်ဆိုတာစင်ကြင်သုံးသပ်နိုင်အောင်တင်ပြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်